ကဲရင်မှုပုံကဘလို့တွေရင်မှုကြတော့ဆိုတာထင်ရှားအောင်ပြောရမယ်ဆိုရင်လူငယ်လူရွယ်လေးတွေဟာဘာနဲ့ရင်မှုလဲဆိုရင်သူတို့ရဲ့နုပြိုတဲ့အရွယ်နဲ့သူတို့ကရင်မှုတယ်လူငယ်ဆိုတာလူငယ်စိတ်လေးနဲ့ရင်မှုနေတာလူငယ်စိတ်နဲ့ရင်မှုနေသည့်အတွက်ကြောင့်သူဟာကောင်းတာလုပ်ဖို့အရေးကြီးတာလုပ်ဖို့မကြိုးစားဖြစ်ဘူးတတိမထားဖြစ်ဘူးအဲ့ဒါကိုယုပနမထလို့ခေါ်တယ်နုပြိုတဲ့အရွယ်လေးမှာရစ်မှုနေတာကျင့်တတ်နေတာလေဒါလေးနဲ့လူငယ်လူရွယ်လေးတွေဟာကျင့်တတ်ပြီးတော့နေကြတာကိုယ့်ဘဝမှာပြောသလိုနေကြတယ်ကျင့်တတ်ကြတယ်ခြေနေတခုကျင့်တတ်တယ်အဲ့ဒီကျင့်တတ်နေတာဟာသာဝရလားကိုကျင့်တတ်နေတဲ့နုပြိုမှုဟာသာဝရလားဆိုဘယ်မှာတော့သိမကြဘူးနော်လူဘဝရလာပြီးတော့သိမကြဘူး30 40လောက်50လောက်ရောက်လာပြီဆိုရင်လူပြမှုတွေကဆုံးရှုံးသွားပြီလေတဖြည်းဖြည်းဆုံးရှုံးသွားခေါင်းပေါ်ဆိုရင်နေရာဖြူဆေးဆိုးရဖို့လိုလာပြီသွားတွေကကျိုးလာပြန်ဆိုင်ဖို့လိုလာအဲ့တော့ကိုကတော့ပျော်လို့မပြီးသေးဘူးအဲ့တော့နုပြမှုပေါ်မှာလဲလူဟာရင်မှုတတ်တယ်ကျမ်းမာနေလို့ရှိရင်လဲကျမ်းမာမှုပေါ်မှာငါကျမ်းမာတယ်ငါလုံနိုင်တယ်ဆိုတဲ့အနေအထားမျိုးပေါ်မှာလဲလူဟာကျင့်တတ်နေတယ်အဲ့ဒီကျင့်တတ်နေတာရင်မှုနေခြင်းပဲအေးကျမ်းမာနေတဲ့လူတယောက်ကငါမှဘာယောဂမှမဖြစ်ဘူးလို့ကျင့်တတ်နေတဲ့အချိန်လေးမှာကောက်ခါငင်ငါယောဂတစ်ခုရပြီဆိုရင်ယူကျုံမရဖြစ်သွားအဲ့ချာဖြစ်ရနေခြင်းအဲ့ဒါလိုဖြစ်တယ်နော်အဲ့ဒါအာရောချမရလို့ခေါ်တယ်ကျမ်းမာတဲ့အပေါ်မှာရင်မှုပြီးတော့ကျမ်းမာတော့ငါဘာအကျိုးရှိတာလောဘမလဲဆိုတာကိုမစင်စားဘူးကျမ်းမာလို့သွားလိုက်မယ်လာလိုက်မယ်စားလိုက်မယ်လှုပ်လိုက်မယ်ကန်လိုက်မယ်ဆိုတဲ့ပုံမှာပြောသလိုနေလိုက်မယ်ဆိုတာတွေနဲ့ရင်မှုနေတယ်အေးငါဘဝဟာထာဝရမဟုတ်ဘူးကျမ်းမာနေတာလဲထာဝရမဟုတ်ဘူးဆိုတာကိုတတိတဲ့ခေါင်းထဲကိုထဲ့ကိုမထဲ့ဘူးဟောအဲ့လိုမထဲ့သည့်အတွက်ကြောင့်မကျမ်းမာမှုနဲ့တွေ့လာတဲ့အခါကျမှကျမ်းမာမှုဆုံးရှုံးသွားပြီဆိုတဲ့အခါကျတော့ဘာဖြစ်လဲသူဖြည့်ရလေခြင်းဆိုတော့ကဝင်လာထို့တူပဲလူတွေဟာအသက်ရှင်နေသေးလို့ရှင်ဇီဝိတမထလို့ခေါ်တယ်သက်ရှင်မှုပေါ်မှာရင်မှုကြတယ်အဲ့ဒီလိုရင်မှုမှုကလည်းပဲတည်သွားတဲ့လူတွေတွေ့ရင်သူကဘာကြောင့်တည်တာအစာမလို့တည်တာပဲသွေးတက်လို့တည်တာဘာဖြစ်လို့မစင်ញင်လို့အရက်တွေတောက်လို့စသဖြင့်တည်တဲ့လူပဲအပြစ်တင်ပြီးတော့အကုန်လုံးပြောကြတယ်နော်တည်မှာပေါ့ဒီလူကဘာလုပ်တာကိုကြတော့တည်မယ်လို့ထင်မှမထင်တာနော်အဲ့ဒီလူတွေပြောပြီးတော့အသက်ရှင်မှုပေါ်မှာရင်မှုပြီးတော့ထုံးစံအတိုင်းပဲနေပြန်တာပဲဘယ်တော့မှတရားမလုံနိုင်သေးဘူးဒါမအားသေးဘူးအလောကရှိသေးတယ်တခြားလောကအရေးကြီးတယ်နော်ဒီဟာကိုရက်ရွှေ့လိုက်တယ်လာတွေရွှေ့လိုက်တယ်နှစ်တွေရွှေ့လိုက်တယ်တရားနဲ့ပတ်သက်ပြီးစဉ်းစားဖို့ရခေါင်းထဲမှာမထားဘူးရွှေ့ထားတယ်ဟောပြုတ်ကနေတည်တော့မယ်ဆိုတဲ့အခါကျဒုက္ခရောက်ပြန်ရောအဲ့ဒါရှင်မှုတယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတာ